မန္တလေးနဲ့စကိုင်းမှာငလင်ကြီးလှုပ်ခတ်ပြီးနောက်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်ရမှာဒေဆုံးတဲ့ရုပ်အလောင်း1644ဦးနဲ့စကိုင်းကပိတ်မိသူတွေမှာအပုံနှံ့တွေထွက်နေလို့အရေးပေါ်ကူညီတွေလိုအပ်နေပြီလို့သိရပါတယ်။စကိုင်းမြို့မှာအကူအညီတွေမလုံလောက်သေးလို့အရေးပေါ်ကူညီတွေလိုအပ်နေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကတည်းကငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးတဲ့နေရာမှာပိတ်မိနေတဲ့လူတွေထဲကဒီကနေ့အထိဆယ်ထုတ်သူတွေမရှိသေးလို့အပုံနှံ့တွေဆက်ထွက်နေပြီလို့သိရပါတယ်။ငလင်ကြီးကြောင့်ဘုရားကျောင်းနဲ့လူနေအိမ်တွေစကိုင်းတစ်မြို့လုံးနီးပါးပြိုကျပျက်စီးနေပြီးလမ်းတရားတွေလည်းပျက်စီးနေတာကြောင့်အကူအညီပေးသူတွေရောက်လာဖို့ခက်ခဲနေပြီးအစားအသောက်စီးပွားများဝယ်ယူလို့မရတဲ့ပြင်ဖုန်းလိုင်းတွေပါဆက်သွယ်မရတော့အဖက်ဖက်ကကူညီမှုတွေအရေးပေါ်လိုအပ်နေပါတယ်။စကိုင်းမြို့ဟာခုချိန်ထိပြင်ပကအကူအညီတွေမရသေးပါဘူး။မြို့မှာရှိတဲ့ပရဟိတအသင်းတွေကလည်းမလုံလောက်ဘူး။ထို့ကြောင့်မြို့ခံတွေကပဲကိုထူကိုထကူညီကယ်ဆယ်နေကြရတယ်လို့သိရပါတယ်။မနေ့ကဆိုစကိုင်းမြို့မှာရုပ်အလောင်း100ကျော်ကိုမီးတင်ကြိုလိုက်ပြီလို့သိရပြီးဆေးဝါးနဲ့ဆေးကရိယာများပြက်လက်နေပြီလို့သိရပါတယ်။မန္တလေးဘက်ကိုဆက်ရအောင်ပါ။မန္တလေးဘက်မှာတော့တရုတ်အိန္ဒိယနဲ့ဟောင်ကောင်အကူအညီတွေစတင်နေပြီလို့သိရပါတယ်။ငလင်တန်းဆိုးဝါးခံရတဲ့မန္တလေးဟာဖျားเจ้าနဲ့ဘာသာရေးအဆောက်အုံတွေပြိုကျလို့တန်ခါများနဲ့တာမဏေများအစ္စလာမ်ဘာသာဝင်များအပြားပိတ်မိနေပြီခုချိန်ထိမန္တလေးမှာစာတင်တိုက်တွေပြိုကျလို့ရဟန်းတန်ခါများမှာတရိတ်ဝါးတဲ့ကိုအမိပြုပြီးတရင်တုံနေထိုင်ရတယ်လို့သိရပါတယ်။အိန္ဒိချင်း၃နိုင်ငံတွားရောက်ကူညီမှုစတင်တဲ့နေရာကတော့တရုတ်ကယ်ဆယ်ရေးအဖွဲ့ကတော့ပိတ်မိနေသူတွေများပြားတဲ့စကိုင်းဗီလာကွန်ဒိုမှာကူညီမှုတွေစတင်နေတယ်လို့သိရပါတယ်။အိန္ဒိယကယ်ဆယ်ရေးအဖွဲ့ကတော့ Great Wall Hotel ပြိုကျမှုမှာပိတ်မိသူတွေကိုကယ်ဆယ်ရေးလုပ်နေပြီးစင်ကာပူကယ်ဆယ်ရေးအဖွဲ့ကတော့နေပြည်တော်စီတပြေကုန်းမှာကယ်ဆယ်ရေးလှုပ်ဆောင်နေပြီးတပြေကုန်းမှာနိုင်ရီပေါင်း40ကြာပိတ်မိနေတဲ့အမျိုးသားတဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကလေးဘေးကိုတွားရောက်ကူညီပေးတဲ့အိန္ဒိချင်းနိုင်ငံများကတော့တရုတ်အိန္ဒိယရုရှားမလေးရှားစင်ကာပူထိုင်းနဲ့ဗီယက်နမ်နိုင်ငံများဖြစ်ကြပြီးကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ကြပြီလို့သိရပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကနေမလ29ရက်နေ့အထိငလင်ညောက်တေဆုံးမှုမှာ1644ဦးထိခိုက်မှု3408ဦးပျောက်ဆုံးသူ139ရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေသေးမို့အရေးအတွက်တွေဒီထက်များအောင်မယ်လို့မန္တလေးကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။နောက်ထပ်တရေများကိုစုံစမ်းစစ်ဆေးနေပါတယ်။ကျွန်တော်ကိုချစ်ပါ